ကျွန်တော်ဒီနေ့မှာတော့ Minecraft ဆော့မယ်။ကျွန်တော်တို့Rebel တော့လုပ်ပြီးဆိုတော့ခင်းရအောင်လုပ်ရင်ကောင်းလား။အပြာလုပ်ရင်ကောင်းမလား။အပန်းအောင်မလုပ်တော့။အဲ့တော့ကျွန်တော်အပြာရောင်ဟောလုပ်ပါမယ်။အပြာရောင်အဲ့ရလုပ်ပါမယ်။ Let's go guys ။ပြန်အဲ့ရလုပ်ဖို့အတွက်ဒါလေးများလေးယူတာပါ။နောက်တော့အနီအောင်အဲ့ရကိုလုပ်ရသေးရပေါ့နော်။အဲ့ပြန်အဲ့ရလေးလုပ်မယ်။ Okay ။ဒါမျိုးဆွေးပြီးမနေ့ကမှပြန်လုပ်မယ်ဗျ။ Okay ။အဲ့ကြမှာပြန်လုပ်ပါပဲဖြစ်ပါတယ်။မနေ့တုန်းရောက်ပြီ။အခုထိမိုးရွာတာမပြတ်သေး။ဟောရောက်အဲ့တော့ crafting table ယူမယ်ချမယ်နောက်ပြီးရင်အဲ့ရအပြန်ဘယ်လိုလုပ်blueရှာလိုက်ဆိုရင်တော့ဖြစ်လုံးမှာကျွန်တော်လုံးလို့မရတော့အဲ့လုံးတော့ဗျာနော်အနည်းအောင်အဲ့ရနဲ့ပဲသွားမယ်အဲ့တားလေးတွေလူတလောက်ခုတ်သွားမယ်နော်တော့အားလုံးနေနေမလုပ်တော့ဗျာကျွန်တော်အားလုံးကတော့ကိုဝိုင်းတင်အားဟုတ်တယ်တော့အားလုံးငါတုံးလောက်ကျူတာအဲ့ရနဲ့ကျွန်တော်အားလုံး X ရဲ့အားလုံး picket ရဲ့ဒါပဲယူတာအားလုံး sub ဒီပါတော့မလုပ်တော့Okayနော်လုံးဝဒါတွေကိုယူလို့မရအောင်တကယ်ဘူးလားရှေ့လျှောက်ကုန်ရပါကျွန်တော်ဒီမှာယူလို့ရပါတယ်ဆက်သွားမယ်အားနေရကျွန်တော်တုံးတော့မတုံးရသေးကြီးအစ်စ်ကြီးတုံးနားမယ်ဆိုရင်ကျွန်တော်တို့အောက်ကအရာလေးပေါ်ပေါ့နော်ညဘာလို့ကောင်းလို့ဝက်ပဲလိုက်တဲ့ကောင်းဒါယူပါပဲကလေးလေးလာပေါက်စားတာမဟုတ်ပါတားရတယ်ဟုတ်ချေဟာအဲ့ဆိုတာဝက်စစ်တွေပေါ့1 2ဟာထပ်ပြ2နှစ်ချက်ပဲနော်ဒါမဲ့ပါရှိသေးတော့အိုးရဒီဝကတိတယ်လီရောအေးရနှစ်ချက်ပဲနော်နွားလည်းလိုက်တာဗျာတိုးရတော့ရှားရမယ်လိုက်တယ်အေးပါကွာထွက်ပြရလေဘလူကြီးအောင်ထွက်ပြရအောင်မျိုးဟိုခွေးလေးကအရင်ချစ်ဖို့ကောင်းတာဒါခွေးနော်ငင်းတော့တောင်းချင်တယ်ဒါခွေးလေးဗျာခွေးလေးတော့တက်ရှင်တော့ခွေးလေးကဘာလို့မျက်လုံးဝပါတော့မယ်လား1ကောင်လေးများလိုက်ကြများရโอเคအဲ့တော့1တခါပဲ1တခါပဲโอเคခွေးရမတက်တော့Okay guys ကျွန်တော်ဟိုနားမှာတူးမယ်နော်ပြေးနေဟာအလောက်ကိုများဝါလာဟေး chest တခုလောက်ထားရတော့မချင်လဲခဏstone ဟုတ်တယ်ဟာအဲ့တော့ stone picket လေးနဲ့
တူပါပဲအားလုံးအောင်ပဲပေါ့အားလုံးနေမရှိတော့အောက်ပြုတ်ကြလို့ဖြစ်ပေါ့နော်အောက်ပြုတ်ကြရင်ကျွန်တော်ရှော့အောက်မှာခိုးရတော့မရှိခိုးရှိခုံချပါခုံရှိရခုံချပါရှိပါလားညမြကျွန်တော်တို့ဘာလို့မလဲဆိုတော့ဘာလို့ Oh my god ဟိုမှာကြည့် Oh စောများဟမ်ဒီမှာတည်တည်လေးဟိုမှာကြည်လေးကိုတင်ရမယ် Let's go ပါတော့တက်မယ်မင်းတက်ရှင်မှာကွာတိုင်းမဲ့နင်းစီအနေကပါရအိုးဟောရအဲ့ဒါစီလို့ရတယ်အိုးဒါစီလို့ရတာဟုတ်ကြ Okay ခိုးရီတွေးပါပြီပဲဖြစ်ပါတယ်ညခိုးရဆောင်းရတော့ Oh my god အများကြီးပဲခိုးတထီးဖြစ်ပြီစမ်းခိုးရှိတဲ့တထီးလေးအဲ့လိုဖြစ်ပြီစမ်းအများကြီးပဲ sorry ဒီလောက်များလဲခိုးလေးတွေ့ဘူးတာကွာဟာဟာအပေါ်ကျန်လေးတယ်ကွာဟာ sorry အများကြီးပဲကွာရောက်တော့လာရှောင်းမယ်ကွာဒီမှာရှိရလောက်ဒီလေကွာလို့ရဆိုအားလုံးမယ်အားလုံးနည်းနည်းပဲတွေ့အိုးရောက်ရောက်တော့ရှိ sorry နောက်ဒီ用一个的 T 恤呢sorry ဟာရွေလို့ခိုးရတယ်လားဒီနားရမှာလေစောများနေအဲကြောင့်မလို့ကျွန်တော်မျိုးကြောက်တွေပါအများရှိနေရဆိုသွားကြည့်ပါလို့အဲ့လိုခိုးတွေပါတွေ့တတ်တယ်ဒီ gravel ပါတော့မယူနဲ့ပေါ့အဲ့ဒါတွေကလုံးဝဘာလုပ်လို့မရပါဘူးဒါပေမဲ့ပြင်မှာတော့လုပ်လို့ရပါတယ်တခုခုတော့လုပ်လို့ရပါတယ်ပြင်မှာတော့ဒါပေမဲ့ဒီ game မှာတော့ဘာလုပ်လို့မရဘူးကျွန်တော်နားပြကြတော့အဲ့တော့ဒီဗီဒီယိုရတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီတစ်ပုတ်ပဲတင်ပါပါဘိုင်ဘိုင်ကျွန်တော်ကြည်ရတော့ Microsoft Video ပေါ့နော်အဲ့တော့ကျွန်တော်တူရဲ့ title ကို Play Minecraft လို့ပဲထားမှာပါ Okay bye bye